မျိုးလုံးရဲ့အဖေဟာနွားတို့တပ်ပွဲမှာဝင်ပြိုင်ဖို့အတွက်သူ့သားလေးကိုထားရစ်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့မျိုးလုံးဟာသူ့ဖေပြန်လာမယ့်ရက်ကိုနေတိုင်းမျှော်နေခဲ့တာပေါ့။မျှော်လင့်ချက်ပြည့်နဲ့နေ့ရက်တိုင်းကိုထိုင်ဆောင်နေရင်တနေ့မှာတော့ကားတန်တစ်ခုကြားလိုက်ရပါတယ်။သူဝမ်းသာအားရပြေးကြည့်မိပေမဲ့တွေးလိုက်ရတာကတော့အလိုကြီးဖြစ်နေတဲ့ကားနောက်တွဲတစ်ခုပါပဲ။မျိုးလုံးရဲ့ရင်ထဲမှာဟာခနဲ့ဖြစ်သွားတာပေါ့။အဲ့ဒီအချိန်မှာပဲတခြားနွားတို့တစ်ကောင်ကမင်းဖေဘယ်တော့မှပြန်မလာတော့ဘူးဆိုတဲ့အမှန်တရားကိုပြောပြလိုက်ပါတယ်။အထီးကျန်စွာရှောက်သွားနေတဲ့နွားတိုးပေါက်လေးကိုလူတစ်ယောက်ကမြင်သွားပြီးဖမ်းဖို့စူးစမ်းပေမဲ့မျိုးလုံးကတော့အဲ့ဒီနေရာမှာတစ်စက္ကန့်လေးတောင်ဆက်မနေချင်တော့ပါဘူး။သူရှိသမျှအင်အားနဲ့အစွမ်းကုန်ပြေးပါတော့တယ်။နောက်ကလူကလည်းလိုက်ဖမ်းတာပေါ့။သူဟာပြေးရင်းနွားရင်းနဲ့နီးစက်ရယထာဘူရာတစ်ခုကိုရောက်သွားပြီးခုံမောင်းနေတဲ့ယထာဘော်ကိုခုန်တက်လိုက်နိုင်ပါတယ်။ကံကောင်းချင်တော့ရာသီဥတုအခြေအနေကြောင့်အဲ့ဒီနေရာကနေလွတ်မြောက်သွားခဲ့တာပါ။တောအုပ်တစ်ခုအလဲမှာယထာရက်သွားတော့မျိုးလုံးကယထာဘော်ကခုန်ဆင်းပြီးတောထဲကိုပြေးဝင်သွားပါတယ်။အဲ့ဒီအချိန်မှာပဲမိုးတွေကတဲတဲမဲမဲရွာချလိုက်ပါတော့တယ်။ပင်မလွန်းလို့အားပြက်နေတဲ့မျိုးလုံးဟာတောင်ဆောင်တစ်ခုပေါ်ကနေလိမ့်ဆင်းသွားပြီးတတိလစ်သွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့နွားတင်းကုတ်တစ်ခုလေးကိုရောက်နေပါပြီနီနီလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုကယ်တင်ထားတာပါအဲ့ဒီနေရာလေးကပန်းတွေနဲ့ဝေစာနေတာမို့မျိုးလုံးကတော့ပြောလို့မဆုံးတော့ပါဘူးမျက်ခင်းပြင်ပေါ်မှာလူလိမ့်စော့ကစားရင်တကယ်ကိုစိတ်ချမ်းသာနေခဲ့ပါတယ်မျိုးလုံးအတွက်တော့ဒါဟာနှွေးထွေးတဲ့အိမ်အစ်စ်လေးပါပဲသူဟာနီနီနဲ့အတူအစားစားတယ်နီနီဘေးမှာပဲအိတ်ဆက်တယ်အချိန်တွေကုန်လွန်သွားတာနဲ့မျှမျိုးလုံးဟာခန္ဓာကိုယ်ကြီးကြီးနဲ့နွားတိုးကြီးတစ်ကောင်ဖြစ်လာပါတော့တယ်ဒါပေမဲ့သူ့ရဲ့ထွားချိုင်းလုံးနဲ့ခန္ဓာကိုယ်ကမိသားစုအတွက်အခက်အခဲစားဖြစ်လာပါပြီမကြခင်မှာပဲနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ပန်းပွဲတော်ကြီးရောက်လာပါတယ်အရင်ကဆိုရင်နီနီကမျိုးလုံးကိုတွဲခေါ်သွားတတ်ပေမဲ့အခုတော့သူကအရန်ကြီးနေပြီလေမြို့ခံတွေကြောက်ကုန်မှဆိုးတာကြောင့်နီနီအဖေကသူ့ကိုအိမ်မှာပဲထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပန်းပွဲတော်ရဲ့ဆွဲဆောင်မှုကမျိုးလုံးအတွက်တော့ငြိမ်ငြိမ်နေလို့မရနိုင်တော့အောင်ပါပဲအဲ့ဒီအချိန်မှာသူကကြက်ဥတစ်လုံးကိုသတိထားမိသွားပါတယ်သူကကိုပါကိုဂရီတစ်ခုပေးလိုက်တယ်ငါတကနေ10အထိရေတွက်လို့မှဒီကြက်ပေါက်လေးမထွက်လာသေးရင်ငါသွားမယ်တဲ့ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ကြက်ဥခုံကကွဲအပ်သွားပါတော့တယ်မကြခင်မှာပဲမျိုးလုံးဟာပန်းပွဲတော်လေးကိုရောက်သွားပါပြီသူကတော့ပန်းရတဲ့တွေကြားမှာနှမျောပြီးပျော်နေတာပေါ့သူ့ကိုကြည့်ပြီးမြို့ခံတဝက်ကျော်လောက်ကြောက်လန့်တုန်လှုပ်နေကြတာကိုသူသတိတောင်မထားမိပါဘူးသူအပျော်ဆုံးချိန်ကိုရောက်နေတော့မှာပဲဘေးရနေရဲ့ဆိုကြီးတစ်ခုကစိုက်ညံ့ညံ့ရောက်လာပါတော့တယ်